ဂိတ်ကိုထွက်မဲ့လူတွေခဏလေးနေပါဦးခင်ဗျာပြည်တဲ့ဓာတ်ပုံလေးတွေရိုက်ချင်ပါတယ်ကျွန်တော်လေးတွေအားလုံးချက်တော့မြောက်ထားပြီပါလက်ပါရပြီကိုလက်ရွှေချင်းရိုက်မယ်ကိုခဏလေးပါโอเค1 2 3ဆိုရင်ထုံးစံသား